ထို့သောဖြတ်သွားကမှတငယ်ချင်းနှစ်ယောက်တပြင်းချ၍တယောက်မျက်နှာတယောက်ပြောစီဖြင့်ကြည့်မိကြလေတော့သည်ရင်နေနေကွအိုက်ကားကြီးကထိုးစမ်းနေတော့လန့်စရာကြီးကွအေးလေပန်းနာကလည်းမွေးလို့ခေါင်းတော်ကိုက်လာတယ်အိုက်ကားကြီးကဘာဖြစ်လို့တော့ဟိုသွားလိုက်ဒီသွားလိုက်နေပြီးတော့အိပက်နဲ့တော့တော်တော့တငယ်ချင်းရလာငါတို့ပြန်ရအောင်ခုံးပေါ်စပိန်နေလို့ရတဲ့အထိစပိန်ကိုတွန်းပြီးပြည်လမ်းဘက်နားရောက်မှပြန်နှင်းကြတာပေါ့တော်တော်မောတယ်ကွာတကယ်နောက်ဒီချိန်မထွက်တော့ဘူးကွာတငယ်ချင်းနှစ်ယောက်စပိန်အားတွန်းရင်ပြည်လမ်းဘက်သို့ထွက်လာကြတော့သည်တော်ကြတော့ကုန်းမြင့်ပေါ်သို့ရောက်လာတော့ကြောင့်စပိန်အားပြန်နှင်းရန်တငယ်ချင်းနှစ်ယောက်စပိန်ပေါ်သို့တက်လိုက်ကြသည်ကဲထုံးဖိမလာနင်းတော့အေးကွာနင်းပြီထုံးတော့တယောက်စပိန်အားအရှင်ဖြစ်နင်းလေတော့သည်ကိုဖြိုးမှာအနောက်ထိုင်ကုန်နေထိုင်စီရပါမယ်ကြောမလုံးစိတ်ငနဲ့လန့်နေတာမို့တငယ်ချင်းခါအားကြစ်ပါအောင်ဖတ်ထားလေတော့သည်ထို့သူမောင်းလာစဉ်စပိန်မှာပြည်လမ်းဘက်သို့အတက်ဆုံးမိပွဲမှမီးစိမ့်ပြထားသည်ကိုတငယ်ချင်းနှစ်ယောက်တရင်းမမှုပြီးအရှင်ဖြစ်တက်လာစဉ်ပြည်လမ်းမကြီးအတိုင်းအရှင်ဖြစ်လာတော့ကားနေတစ်စီးမှာကိုဖြိုးတို့စပိန်အားတိုက်ခါနေတွင်ထိုးရသွားလေသည်ကျွီတငယ်ချင်းနှစ်ယောက်ထိတ်လိုက်ပြန်ရလျက်ပြိုင်လူအော်ရင်စပိန်အားဗရိတ်နှင်းချလိုက်တော့ကြောင့်စပိန်မှာရုတ်တရက်လမ်းဘေးသို့ထိုးရသွားလေတော့သည်ထိုးစဉ်ကားနေပေါ်မှာဟဲ့အောင်နေမီးစိမ့်နေပြီကွကြောင်ထောင်နဲ့ဘာကောင်နေမှမသိဘူးကားတိုင်းတေးတတ်တယ်ကွသိလားထို့သောအော်ဟစ်ပြောဆိုလျက်အရှင်ပြေးဖြစ်မောင်းထွက်သွားလေတော့သည်ကိုပြိုဒါခုနမိပွဲမှာတေးတယ်ကားနေမှမဟုတ်လားငါပဲမျက်စိမားတာလားမအိုက်ကားပဲထုံတော့ကိုပြိုထုံတော့တော့သူလဲ၍ဟဲ့မဟုတ်တော့ပါဘူးကွာကားကြောင်တူထုံစကားမဆုံးခင်ပါပဲကိုပြိုမဟုတ်တကယ်ချင်းအိုက်မျက်နှာငါမှတ်မိတယ်ခုနကတော့အိုက်စကားပဲသူပြောသွားတာအခုလည်းအိုက်စကားပဲထပ်ပြောသွားတယ်ဘလို့ကြီးလဲကွာတကယ်ချင်းငါကြောက်နေပြီကွာလှုပ်ပါအောင်ကွာထို့တော့တကယ်ချင်းနှစ်ယောက်ပြည်လမ်းမကြီးပေါ်တယ်တကယ်ချင်းအားစက်တိုင်းနေနိုင်ထူးဆန်းသောအဖြစ်အားအံ့ဩနေစဉ်လဲရန်ဘက်မှမီးထွင်လေးစပယ်ပန်းနဲ့ဆူရှာပြင်းထန်သောကားကြီးမှာဒီလဲအတိုင်းလဲရန်ဘက်သို့ပြန်လာစဉ်ကိုထုံမြင်လိုက်ရသည်ဟာဟိုဟိုကားပြန်လာနေပြီထုံစကားကြားလိုက်ရတော့ကြောင့်ကိုဖြိုးမှာကမန်းအနောက်သို့လှည့်ကြည့်လေသည်ထိုကားကြီးမှာရခိုင်ကဲ့သို့အိပဲမောင်းလာခြင်းမဟုတ်ပဲအရှိန်ဖြစ်မောင်းလာကြသိလိုက်ရသည်ဟဲ့ထုံတော့နင်းတော့အမြန်နင်းတော့ကိုဖြိုးထိုင်ကုန်မှနေ၍ငဲသားမအောင်ထိုင်ဆက်အော်နေရောသည်ကိုဖြိုးကြောပြအားထူရက်လျော်သည်ဘာလို့ဘာကရမှမသိနေတော့ကိုထုံးကစပိန်အားအရှင်ဖြစ်ဇောဖြစ်အားရပါရနေထွက်လျော်သည်ဟဲ့ထုံတော့မရတော့ပါဘူးကွာငါတို့မီတော့မယ်သူလာနေရအရမ်းမြန်နေရမရတော့ဘူးကွာထိုးစဉ်ထုံတော့မှစပိန်အားလမ်းကျိုးတစ်ခုအတိုင်းကိုလျက်လမ်းသားသူအလင်းများစွာကိုယ်ဝဲလိုက်ပြီးတော့သည်ထုံတော့စပိန်အားကိုချလိုက်ပြီးအချိန်မှာပဲပြည်လမ်းမကြီးထမှာထိုစပယ်ကနကားကြီးမှာအရှင်ဖြစ်ပြည်လမ်းတိုင်းမောက်ထသွားလေတော့သည်ဟဲ့ကိုဖြိုးလိုက်လာရဟာကိုဖြိုးစပိန်နေအနောက်မှာကိုဖြိုးအားမေးတော့လေအတန်ကြားဒီမှာဘူးတိတ်ဆိတ်နေသည်ဟဲ့ကိုဖြိုးမေးတာဖြစ်ဦးကိုဖြိုးထုံတော့အချိန်ကြီးခေါ်တော့လဲနီးသည့်တန်များမကြားရတော့ကြောင့်နင်းနေသောစပိန်အားရဲ၍နောက်တော့လှည့်ကြည့်အားထုံတော့စပိန်ပေါ်တွင်ကိုဖြိုးအားမတွေ့ရတော့ဘူးဟာကိုဖြိုးတကယ်ချင်းထုံတော့တယောက်အတန်အောင်ကိုဝေး၍ကိုဖြိုးအားနှမ်းခေါ်လေတော့သည်တကယ်ချင်းမင်းဘယ်ရောက်သွားလဲကွာကိုဖြိုးငါ့ကိုအတန်ပေးပါဦးဟဲ့ကိုဖြိုးငါကြောက်လာပြီမင်းမနှောင်းနဲ့ကွာကိုဖြိုးတယောက်မျက်ရည်များပြီးဝဲနေတော့လဲအတူလာခဲ့တော့တကယ်ချင်းကိုဖြိုးအားရုတ်တရက်စပိန်မရှိတော့သည်ကိုထုံတော့တယောက်လှင်းများစွာကြောက်နေနေတော့သည်ထုံတော့မိမိဝင်လာတော့လမ်းသွယ်မှနေ၍ပြည်လမ်းမကြီးတို့လမ်းကြီးအားတငယ်ချင်းဖြစ်သူမှာကိုဖြိုးအားထိုလမ်းတွင်လမ်းလျှောက်နေသည်ကိုလှမ်းမြင်လိုက်ရတော့သည်ထို့နောက်လမ်းသွယ်မှနေ၍ကိုဖြိုးတယောက်ပြည်လမ်းမပေါ်သို့ကို၍ထွက်လေတော့သည်ကိုဖြိုးကိုထုံတို့အားမြင်လိုက်ရသည်နှင့်တပြိုင်နက်စပိန်အားလမ်းမပေါ်သို့ကိုလျက်ဟဲ့ကိုဖြိုးငါ့ဆောင်မင်းဘာလို့လမ်းမကြီးပေါ်ပြန်သွားနေရလဲထုံတို့အော်ဟစ်နေတော့လေကိုဖြိုးမှာထုံတို့အားလှည့်မကြည့်ပေလမ်းမပေါ်သို့ကိုထွက်သွားလေတော့သည်ထုံတို့စပိန်နှင့်အတူ
ဖီလမ်းမကြီးတို့ရောက်လာတော့သူနဲ့ကိုဖြိုးနဲ့တူတူတွေ့ခဲ့တော့ကားကြီးမှာမလန်းမကန်းလမ်းမတွေကတ်ထားသည်ထုံထုံလမ်းမြင်ရသည်ကားတကားကြီးနောက်တွင်ခြေရများရက်လျက်ထိုကားကြီးပေါ်သို့ငေးကြည့်နေသည်ကိုထုံထုံမြင်လိုက်ရသည်ဟာဖေဟာဒီကောင်အကားကြီးတော့ဘာသာလောက်တာတော့ထုံထုံကြည့်နေစင်မှာပဲကိုဖြိုးမှာတကားဘေးရှိတန်တိုင်းများအားလက်ဆဲထားတဲ့ကားပေါ်သို့လှခုံရီတက်သွားလေသည်ဟာဟေးဟာဒီကောင်တော့တေတော့မှာကွာဒီကားကြီးပေါ်ဘာသာလောက်တာတော့ဟာထုံထုံကားအနောက်ဘက်သို့ပြေးပြေးသွားရင်ကိုဖြိုးတက်လာတော့ကားတစ်ခေါက်ပေါ်သို့ကြောက်ဖြစ်လှမ်းကြည့်နေသည်ထို့နောက်ကိုဖြိုးရီဟေးငါတို့ပြန်အောင်ကွာပြန်ဆင်းခဲ့ပါတော့ကားအောင်မှနေလေခတ်တန်တိုးတိုးဖြစ်လှမ်းကုန်သည့်ကားကြီးမှာမြင်မာပြီးအပေါ်တက်ရန်အနောက်ပေါက်တွင်သာလေကားတစ်ခုပါဝင်သည်ထိုလေကားမှလည်းအတော်မြင့်သည်ထို့နောက်ထုံထုံစပိန်အားလမ်းဘေးခဏရက်လျက်ကားတစ်ခေါက်ပေါက်ပြီးမှတန်တိုင်းများအားကန်၍တငယ်ချင်းကိုဖြိုးတက်သွားတဲ့ကားပေါ်သို့လိုက်ပါခုန်တက်လိုက်သည်ကားအတွင်းသို့ရောက်တော့လဲစပယ်ပန်းနှံ့မှာအလွန်ပြင်းထန်လာပြီးမိနစ်မျိုးစရာပုတ်အနဲ့သို့တစပြောင်းလဲလျက်ရှိသည်ထုံကားအတွင်းမှသို့ရောက်တော့လဲကိုဖြိုးအားလိုက်ရှာသည်သို့တော့မြည်သူများပြင်မတွေ့ပေထို့ပင်တစ်သားဖြစ်ပြုလုပ်ထားသောရှောက်လန်းတစ်ခုကြီးမှာနင်းကန်နဲ့တကြီးဖြစ်တိတ်ဆက်သောနေရာလွန်စွာဟင်းထနေပြီကိုဖြိုးဟေ့ကိုဖြိုးထုံကိုဖြိုးအားခတ်တိုးအတန်ဖြင့်လှမ်းခေါ်သည်ထို့နောက်ကားထိုင်ပေါ်မှတစ်ခုခုသူကြည့်လျက်ထိုင်ပေါ်တစ်ခုစီမှာစက်ခုရက်တောင်တစ်ခုစီချထားသည်ထုံရက်တောင်အားယူ၍ကန်ကြီးရာရင်းရက်တောင်မှာအာသူပါလိုက်ဖို့သည်သူများကားပေးရရက်တောင်များဖြစ်လေသည်အမလီရုတ်တရက်လမ်းဖြတ်၍လက်ထဲမှရက်တောင်အားလွှင့်ပြလိုက်သည်ဘာကြီးလဲကွာထုံတယောက်ကားပေါ်တွင်ဆက်မနေရဲတော့ပဲတက်လာခဲ့သည့်အနောက်ပါသို့ပြန်လာရင်လောတကြီးပြေးလာခဲ့သည်ပြန်မစင်းမီတငယ်ချင်းကိုဖြူအားတွေ့လို့တွေ့ညာကားရှိဘက်သို့လှမ်းကြည့်မိသည်ထို့သောကားပေါ်တွင်မိသူများမတွေ့ပေထို့နောက်ထုံတယောက်ကားပေါ်မှပြန်ဆင်းလျက်ရက်ခဲ့သည်စပိန်စီတို့ပြေး၍စပိန်အားအလင်းမြန်တက်ခွလိုက်သည်ထို့နောက်စပိန်အားနင်းမိအကြံစပိန်နောက်သို့လှည့်ကြည့်လေရာစပိန်နောက်တွင်ထိုင်နေသောကိုဖြိုးအားမြင်လိုက်ရသောကြောင့်ထုံတယောက်ငဲတိုင်းနောက်အောင်ထအော်လေသည်စပိန်နောက်တွင်ထိုင်နေသောကိုဖြိုးမှလည်းထုံအော်တန်ကြား၍ကြောက်လန့်ကထအော်သည်ဟေ့ထုံဘာလို့ထအော်တာတော့ကွာလမ်းလိုက်တာကွာမင်းလူဟုတ်ပါရဲ့နော်ငါကြောက်တယ်နော်ငါမကြောက်ပါနဲ့နော်မင်းခုနကကားပေါ်တက်သွားငါမြင်လိုက်တယ်ကိုဖြိုးထုံအားထိုးဆန်းစွာကြည့်လျက်ဟေ့ထုံမင်းဘာတွေပြောနေရလဲကွာငါဘယ်ကားပေါ်တက်ရမှာတော့မင်းစပိန်နောက်မှာပဲလीဟိုကားကြီးကလှဲတန်းဘက်ကနေလာလို့ငါတို့ဒီဘက်လမ်းထဲကိုမင်းကိုယ်တိုင်မောင်းဝင်လာတာလေငါ့ကိုယူအောင်မလုံးနဲ့တော့ထုံကိုဖြိုးစကားတန်ကြောင့်ထုံတယောက်အတန်ခဏတိတ်သွားသည်ဒါဆိုဟိုကားကြီးရောထုံပြောဆူဖြစ်ကားရှိရတော့လှမ်းကြည့်ရဝင်လာတော့လမ်းနဲ့မြေတိကားမှမတွေ့ရပေဟာဘာတွေဖြစ်နေရလဲဘာတွေဖြစ်နေတာလဲကွာငါတို့ဟိုစပယ်ပန်းနဲ့ကြီးကြတဲ့ကားပေါ်တက်သွားတာငါတွေ့လိုက်တယ်ကြည့်ကားပေါ်ကြည့်လိုက်တော့မင်းမရှိဘူးထိုင်ကုန်နေမှာလဲအာသူကပေးတဲ့ရက်တောင်နဲ့ချထားတယ်ကွာဟာထုံတော်တော့ဝါငါကြောက်လာပြီအိမ်ကသာအမြန်နေမှာတော့ငါယူချင်နေပြီထုံတယောက်တက်ပြင်းချ၍စပိန်အားဟန်သာဝရီလမ်းပေါ်သို့ရောက်အောင်စူးစမ်းနင်းလေတော့သည်ထို့သောလမ်းစုံလမ်းဝတစ်ခုအရောက်တွင်နင်းနေသောစပိန်၏လေးလံမှုမှာလူ4-5ယောက်စာလောက်နင်းလာလို့ခန်းစားချက်မျိုးထုံစတင်ခန်းစားရတော့ထိုးစဉ်ကိုဖြိုးမှလည်းထုံခါအားတင်းကျပ်စွာအနောက်ကမှတိမ့်မှတ်ထားရင်မျက်စိမိတ်ကတအီးပြီးဖြစ်ကြောက်လန့်နေလေသည်ဟဲ့ဘာမှစိတ်မနဲ့အိမ်သားရောက်တော့မှာကွာခဏလေးတီးခန့်လိုက်နော်ငါလည်းတအားမောင်းနေကွာမင်းခဏကိုနည်းနည်းထွတ်နေငါအရန်လေးကိုဖြိုးမှထုံအားမိသည့်စကားမှပြန်ပြောပဲနီလေးကလိုက်ပါတော့သည်ထို့သောမောင်းနေဟဲ့ကိုဖြိုးငါမနေနိုင်ပါဘူးကွာတအားလင်းနေရကိုဖြိုးထုံအားစကားတစ်ခုမှပြန်မပြောပေဟဲ့ကိုဖြိုးငါပြောတာကြားလားငါမရတော့ဘူးအိမ်လည်းရောက်ခါနေပြီဆိုတော့စပင်းကိုတွန်းသွားကြအောင်ကွာအရှိဘက်မှာအခုံးလို့ဈေးရောက်ပြီငါမနေနိုင်တော့ဘူးကွထုံထို့သို့ညင်းညူနေခြင်းခွေးဟောင်းလည်းတချို့ထွက်ပေါ်လာသည်
တိတ်ဆိတ်အေးမြသောလောကပြမကြီးတွင်ထွက်လာသောခွေးဟောင်းသားမှာတစ်ချက်ဆူဆူချပြီးရှိလာသည်အရေးတဲ့ဒီခွေးရတစ်မျိုးကွာဟဲ့ကိုဖြူငါ့အဖက်လုံးကွာထုံထုံတယောက်ပြောဆိုဖြစ်နောက်လက်ကြည့်စဉ်အာမလေးဖေကိုဖြူမှာထုံမောင်းလာသောစပိန်နောက်တွင်ထုံအားကြောပေး၍နောက်ပြကြီးထိုင်၍လိုက်ပါလာတော့သည်လိုက်ရတာကြောင့်ထုံသွေးယူသွေးတန်းဖြင့်စပိန်နေရာမှာရက်၍ရုတ်တရက်စပိန်ပေါ်မှာခုန်ချလိုက်သည်သို့သောထုံသာဟန်ချက်မထိန်နိုင်ပဲလဲချသွားပေမဲ့ကိုဖြိုးနောက်ပြန်လျက်သားဖြင့်စပိန်မှာတော့မောင်းသူမရှိပဲရက်တက်နေသည်ထုံမြင်ခွင်းအားကြောက်လန့်၍စတင်ငိုကြွေးလေသည်ပါဇက်မှလည်းကိုဖြိုးတကယ်ချင်းငါ့ကိုမစားပါနဲ့ကွာငါရမ်းကြောက်နေပြီထုံအော်ဟစ်ငိုကြွေးတော့လဲစပိန်နောက်ထံကုန်နေနောက်ပြန်ထိုင်နေသောကိုဖြိုးမှာတုတ်မှမလုပ်ပဲစပိန်ပေါ်မှာထိုင်နေမြဲရှိလေသည်ထုံလဲဆက်မနေရတော့အကြောင်းခုံလို့စေရသူအားကုန်ထပြေးတော့လဲမောဟိုက်တများနဲ့အတူမိမိထားခဲ့တဲ့တငယ်ချင်းမှအဝေးသို့လှမ်းကြည့်နေတော့သည်โอเคကိုဖြိုးနောက်ပြန်ကြီးထိုင်နေတော့ကြောင့်စပိန်မှာထုံစတင်ပြေးလာတဲ့နေရာမှာပဲရက်တက်နေသည်စပိန်ပေါ်တွင်လည်းကိုဖြိုးမှာနောက်ပြန်ထိုင်နေသေးပင်ထို့သောမြင်ကွင်းအားအဝေးမှလှမ်းကြည့်၍ထုံစိတ်ထိခိုက်ကြောက်လိုက်ရတော့သည်ထို့နောက်လမ်းထဲပြေးဝင်လာမည့်အကျံလမ်းထိပ်မှထွက်လာသောခွေးအနက်ကြီးများမှထုံအားဝိုင်းဟောင်၍မှန်ပြီးကြလေသည်ထုံတယောက်တခိုးလုံးဖြစ်ပြသမျှအားကြောက်လန့်နေခြင်းထိုကွင်းနဲ့ကြီး၏ရံကုန်ခြင်းကြောင့်လမ်းထဲသို့ဝင်ရန်တိုးဆုံးနေရပြန်သည်ထိုစဉ်အဝေးမှရက်ထား၍ကြံငယ်သောကိုဖြိုးနှင့်စပိန်မှာမောင်းလို့မရှိပဲစတင်လှုပ်ရှားလာသည်ကိုထုံရုတ်တရက်လှမ်းမြင်လိုက်သည်ထို့အပြင်ထိုစပိန်မှာထုံရှိရပါတော့ပူတည်လာပြီးစပိန်ပေါ်တွင်လည်းကိုဖြိုးမှာအနောက်ပြန်အတိုင်းထိုင်လျက်ပါသာလေတော့သည်ထိုလာသောစပိန်ကိုကြည့်ရင်ထုံတရက်ကြောက်စိတ်အားလုံးဝထောက်ခံနေစွမ်းမရှိပဲဟောင်းနေသောခွေးများပင်လမ်းထဲသို့တစ်ချိန်တိုးဝင်လာတော့သည်အမလီဖျားပါဇက်ကလည်းဖျားတရားရွ၍ထုံခွေးများအားဇောဖြစ်ကြော်၍အိမ်သို့မနာရန်ပြေးလာတော့သည်အင်းရှိသို့ရောက်လာတော့တကားဝါစီမှာပိတ်ထားသောထုံတယောက်အားကုန်အော်ဟင်အကူကြီးတောင်းနေတယ်ပြီထုံတကားဖွင့်ပေးကြပါတကားမြန်လာဖွင့်ပေးကြပါထုံတယောက်တကားအဝနဲ့တကားအားအော်ဟစ်ဖွင့်ခိုင်းတော့လို့လမ်းထိပ်ဘက်သို့လည်းမကြာလှမ်းကြည့်မိတော့သည်တကားဖွင့်ပေးကြပါထို့သောအော်ဟစ်နေစီနန်းထိပ်မှစပိန်မှာထုံအိမ်ရှိရာလမ်းသို့တရွေ့ကိုဝင်လာတော့သည်စပိန်မော်တွင်နောက်ပြန်လက်ထိုင်နေသောကိုဖြိုးလည်းပါလာသေးသည်အမလီလိုက်လာပြီကဲကြပါဦးလိုက်လာပြီထုံမနေထိတိုင်မသာဖြစ်သောတကူလုံးတုံရင်၍အော်ဟိတ်ငိုကျွေးနေစင်ပါပဲစပိန်ကြီးမှာထုံနှင့်မလန်းမကန်းသူရောက်နေလေပြီထို့နောက်ထိုစပိန်ကြီးမှာတကယ်လာနေရမှာရုတ်တရက်အချိန်ဖြင့်ထုံအိမ်သားသို့ရွေ့လာထုံတယောက်တကူလုံးအေးဆက်သည့်တိုင်ဇောရှင်းများပြန်၍ရုတ်တရက်လန်နိုးလာသည်ထုံလန်နိုးလာစဉ်မှာပဲထုံတကားဖွင့်ပေးပါအင်းရှိတကားအားဝုန်းနိုင်ချင်းအော်ခွေ၍ဖွင့်ကားနေအတန်ဟာပြပြကြားလိုက်ရသည်ထုံရုတ်တရက်ထန်၍အတန်လာရသို့နားဆွမိသည်အင်းရှိတအားခက်ချမ်းရ၍အော်ဟစ်နေသည်မှာအဆက်မပြတ်ထွက်ပေါ်နေသည်ထိုကြောင့်မင်းထုံအိမ်ရထဲမှထား၍အင်းရှိတကားဝါစီသို့လာသည်အခန်းထဲမှထွက်စဉ်အင်းရှိဖျားသည်မှာဖျားမိအစင်းရောင်ကအေကန်တစ်ခုလုံးအားနိုင်သလောက်အလင်းဖြင့်ဖြန့်ကျဲထားသည်ထိုမီလင်းရောင်ဖြင့်ထုံဆန်းတဝါအင်းရှိတကားဝါစီသို့ဦးတည်လာလေသည်ထို့သောထုံလာစဉ်မှာပင်တကားဝမှစူညံတန်နေဟာပုံမူပြင်းထန်ဆူညံနေတော့သည်ထုံတယောက်တကားနာသို့ရောက်၍တုံလုံးနေတော့သည်ထို့နောက်ထုံအိမ်တကားဝလောက်အားဖွင့်လိုက်စဉ်အိမ်ဖြူဘက်တွေဘီဒီမှမရှိဘူးကြောင်အားဖြင့်လမ်းမဘက်သို့ညာဘက်တစ်ဖက်ပြန်လက်ထက်ကြည့်လိုက်သည်ထို့နောက်တကားအားပြန်လည်ပိတ်အခန်းတွင်သို့ပြန်လာပြီးရေတောက်၍ခဏတာငြိမ်သက်ပြီးပြန်လှည့်ရလေငါအိမ်မအိုးဆောင်းနေအိမ်မှာကြောင်ကနန်းဆိုတာဒါမျိုးထင်တယ်တကယ်လည်းအပြင်မှာခံစားရလို့ပဲဟူးတော်ပါသေးရဲ့ထိုးအတွေးပေါင်းစုံဖြင့်
ညတဲ့ကောင်ကြီးက3နာရီချင်းနဲ့အိယာပြန်ဝင်ပြီဟယ်လိုအေးကိုဖြိုးလားအေးဟုတ်တယ်ကဲပြောထုံးဘာကြောင့်ရှိလို့လဲအေးငါညကလေးကမင်းစီဖုံးဆက်ချင်နေတာငါရမ်းမိုးချုံနေပြီငါမဆက်တော့တာမင်းနေကောင်းတယ်မဟုတ်လားဟာဒီကောင်ယူရသွားတာလားငါ့ကိုနေကောင်းလားဖုံးဆက်မင်းရသေးရဲ့ဟဲ့ကောင်မှန်ပြောစမ်းမင်းဘာတွေဖြစ်နေတာလဲအေးကွာဒီညမှာပဲပြောပြမယ်9နာရီလောက်ငါတို့ထိုင်နေကြစပယ်ပန်းကော်ဖီဆိုင်မှာထိုင်ကြမယ်အေးကွာအေးငါအခုငါအတိမိတ်ဆွေတူရတယ်အာတူဘောတောက်ဖို့ရရှိတယ်ကွာအမှရက်တောင်တော့အထားတော့ယူရအောင်အေးကွာဟုတ်ပြီဒါဆိုညကြစပယ်ပန်းရိတ်မှာဆုံညမယ်အေးတိုင်းအေးဒါဆိုဒါပဲနော်အေးထုံတယောက်ညကတညာလုံးအိမ်မခတ်တော့ဆောင်းအိမ်မှာအားတွေးရင်တပ်ပြင်းချလိုက်ပြီအေးမင်းအိမ်မကြီးကလည်းကျွတ်စင်ကြီးပါလားကွာကြောက်စရာကြီးနေပါဦးထိုင်းငါကအိမ်မထဲပါလာသေးရပေါ့ဟာအေးကွာငါမှထူးဆန်းလို့မင်းကိုဖုံးဆက်ချင်တာကိုဖြိုးကြီးဆောင်းနေအိမ်မကဒီလိုပဲကွာထုံရမှတ်ချင်ရမှတ်တာငါတို့ညတိုင်းစပိန်စီထွက်တာမင်းစိတ်ထဲဆွဲတော့တာဖြစ်မယ်ကဲငါတို့လီပေါ်နေရတယ်8နာရီတော့ခွဲနေပြန်ကြမယ်လေစပိန်မင်းမနေတော့ကွာငါဘိုင်လင်းလို့ရော့စပိန်တော့အေးကွာအေးပါကဲထားသွားမယ်တကယ်ချင်းတယောက်လက်ဖက်ရည်ဆိုင်မှာပြန်စပိန်ဖြစ်အိမ်တို့ပြန်ထုံစပိန်တော့အားတန်းဖွင့်လိုက်ပြီထိုးတော့အမလေးစပိန်တော့ခွန်နေပြောင်းပြန်ကြီးထိုင်နေတော့ကိုမျိုးအားမြင်လိုက်ရတာကြောင့်ဝါโอเคထုံရုပ်တည်းတုံးလို့သွားလေတော့ဒီထုံတော့ကိုမျိုးမှာထုံတော့အားလဲနေမင်းအိမ်မထဲကတဲ့စပိန်ကဒီလိုကြီးထိုင်နေရမို့ဟာဟုတ်လားဟာကွာမင်းတို့စောက်ကပြောင်းလာလဲကွာထုံနေကိုဖြိုးတငယ်ချင်းနှစ်ယောက်လက်ဖက်ရည်ဆိုင်ရှိပြီးလမ်းမတွေပြောဆူဖြစ်ရီမောနေစဉ်တစ်ဖက်လမ်းမှာအရှင်ဖြစ်မောင်းလာတော့ကားနေအောင်စီလာထုံနေကိုဖြိုးတို့နှစ်ယောက်နဲ့ရက်ထားတော့စပိန်ကအရှင်ဖြည်းဖြည်းဝင်လိုက်သွားလေတော့သည်